ငွေမုံနင်းဆိုင်ကလေးတွေတရွေ့ရွေ့နေကြွေကကြာဟေမန်နာဆောင်ရသည်ချစ်တဲ့ဒီနေဝင်လေးတွေရောက်အောင်မဟုတ်လို့ရဲ့မြခေါ်တဲ့လေးလာငါထင်အောင်ထင်မှာအာငါကြားနေသလိုပဲဒုနကိုချစ်စာတော့ကမြပေါ်မောင်ကအကျဉ်းသားတွေပိုခဲ့ပြန်သေးတယ်ပလီပလာသူ့နှုတ်ဖြားကမူသားစကားကိုယုံစားမိလူအခုများတော့ပဲအယုံဟိုနဲ့ရှောင်းပဲတိန်စိမ့်နဲ့မြရဲ့ကိုတို့တိဆောင်မဲ့နှစ်ယောက်တကဘာမိသားစုအိမ်လေးချောင်းပြောဆိုတိုင်ပင်တော့ငါပေါ့ချက်သွေးလေးနဲ့ပြုံးလို့ဒေါသလက်သီးလေးနဲ့ကိုယ့်ရင်ကိုထုလို့ဒီအိမ်မက်ကလေးမြသိမ်းထားမယ်တဲ့နော်ပလီပလာသူ့နှုတ်ဖြားကရစ်တဲ့စကားသံလေးနဲ့နှွဲ့တတ်တဲ့မာယာလေးတွေဒီပိနိုင်ရွမ်းနေရတုံးပါပဲအချစ်ရဲ့နွေပရဝေမြကောင်းချက်မှာတပိဘူးရဲ့ပန်းပရဝါလေးဖူးပွင့်အလားတော်လို့လေမြဟိုတာကမောင်ရမငွေတရားဘူးလို့ခဲလာလေလေရှာတော့လဲမတွေ့နိုင်ကြားတော့လဲမမေ့နိုင်ဘူးမငိုပါဘူးအခုတော့မြရင်မောင်ပါမတမနိုင်စီမရမျက်ရည်စားရီကျွေးလို့ဆိုနေပြီလေချစ်ရတဲ့မြတ်ကြီးမြတ်ပြောခဲ့ဘူးတယ်လေတကြံမိုးတွေသားရွာခဲ့ရင်ဗမတော်တွေကတစ္ဆာရှိတယ်တဲ့မောင်နဲ့မြတ်တယောက်ကိုတယောက်ယုံကြည်နေရင်တစ္ဆာဆိုတာရှိပြီးသားပါဆိုမောင်နဲ့မြတ်နှောင်ဖွဲ့ခဲ့တဲ့တိုင်ဝစီများကိုမိလိုက်လေအားတယ်အချစ်ရဲ့မြတ်မရှိလေတော့မောင်တယောက်အယူကြီးတယောက်လို့မြတ်ပြန်လာလေမလားလို့ငေးကြည့်နေမိသေးတယ်လေမြတ်ရဲ့မောင်ရင်ခွင်စီကိုလေအမြန်ပြန်လာခဲ့ပါအချစ်ရဲ့ရုပ်ဝါလေအဲရွယ်တွေ့မြောက်ပြန်လေဦးနွေဦးကကျုံမုန်နေတော့ဘေးအောင်နေတယ်လေကွယ်ရွက်ဟောင်းတွေ့မောင်ရတော့လေနွေတရားမို့တဆောင်ဟေမဲလီလီပြောင်းကတစ္ဆာမပြည့်ကြီးချင်းနေပါမယ်မင်းရဲ့တွေ့လေကြာရှိတယ်လေမောင်အသက်ရှင်သမျှလေးလွမ်းနေပါမယ်လေမြတ်ကြီးအခုတော့မောင်တယောက်ထဲပင်လေကြီးလောက်ငိုရတော့မှလားပြောစမ်းမောင်ကိုချစ်ရဲ့ရက်ဆက်လိုက်တာကွာဝေးကွာချင်းကအစုံအပိုင်းချမရှိတော့ဘူးလားမြတ်ကြီးတဆောင်းကုန်တွနေကူးလို့မုံဦးတွေတောင်အချင်းချင်းပြုံးခဲ့ပြီးပေါ့အချစ်ရဲ့ဩဘာလို့နဲ့ဒီနေ့နဲ့ဆိုရင်သုံးနှစ်သုံးမိုးဒီနေ့တောင်လွမ်းရခဲ့ရပြီးပေါ့အချစ်ရဲ့ရုပ်ဝါလေအဲငယ်ကြွေမြုပ်ပြန်လေဦးနွေဦးကကျုံမုန်းနေတော့ဘယ်ရောက်နေတယ်လဲကွယ်ရဟောင်းကြွေမောင်ကတော့လေနှွေတရားမို့တဆောင်ဟေမဲလီလီပြောင်းကတစ္ဆာမပြည့်၍ဆောင်နေစေပါဘိုင်းရဲ့တွေ့လေကြာရှည်တယ်လေမောင်အသက်ရှင်သမျှလေးလွမ်းနေပါမယ်